အားလုံးပဲမင်္ဂလာပါကျွန်တော်ဖုန်းပေလေးခဲချပြီးတော့ဖောက်ပေးမယ်နော်လက်မြန်တဲ့သူရမှာပေါ့နော်ပထမဆုံးကြည့်တဲ့သူနေ့တိုင်းကျွန်တော်ဒီ YouTube channel မှာလုပ်ပေးမှာပါကြည့်ထားကြပါနော်နံပါတ်လေးတွေပထမဆုံးထည့်နိုင်တဲ့သူရမှာပါနံပါတ်လေးမှတ်ထားပါနော်အရှိရနံပါတ်ကိုဖုံးလိုက်ပါမယ်ဘာလို့လဲဆိုတော့ပထမဆုံးကြည့်တဲ့သူကအရင်ရသွားမှာဆိုတော့နောက်လူတွေလည်းနောက်မှဝင်ပြီးတော့ဝင်ကြည့်ရအောင်မလို့အကုန်လုံးကြည့်တာပါနော်ပထမဆုံးထည့်နိုင်တဲ့သူရပါမယ်တကယ်လို့ဒီနေ့မရရင်လည်းနောက်နေ့ပေါ့နော်နေ့တိုင်းလုပ်ပေးမှာပါကြောင့်နံပါတ်ကုန်သွားပါပြီထည့်လို့ရပါပြီနော်ကျွန်တော်တို့ဖုန်းပေလေးတွေအလှူလုပ်ပေးတာပေါ့နော်ကျော်ရဲ့ဗီဒီယိုကြည့်တဲ့သူတွေအားလုံးပြီးတော့ကျွန်တော်ကဒီ Binance P2P မှာဒီ USD တင်တဲ့ Bitcoin ရောင်းတယ်အဲ့လိုတေဟာဝယ်ချင်နေဆိုရင် Bitcoin ကိုရောင်းဝယ်လုပ်ချင်နေဆိုရင်ဒါ Binance P2P ကနေပဲဖြစ်ဖြစ်ဒါမှမဟုတ် TikTok ကနေပြီးတော့ဆက်သွယ်ပြီးတော့ဈေးမေးမြန်းနိုင်ပါတယ်Bitcoin ကြတော့Bitcoin ကြတော့သူကဈေးကမငြိမ်ဘူးဈေးမငြိမ်တော့ဘယ်လိုလဲဆိုတော့ဈေးတိကျပြောလို့မရဘူးเนาะဒါ USD ကတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့17လပိုင်း2025မှာပေါ့နော်မနက်ပိုင်းအဲ့အချိန်မှာဈေးကကျော်ရဲ့ဝယ်ဈေးကကျတော့3980ကျော်ရဲ့ရောင်းဈေးကကျတော့ USD ကျော်ရဲ့ရောင်းဈေးကကျတော့4080ပါခင်ဗျအဲ့ဒါကျော်ရဲ့ဒီ TikTok account မှာလာပြီးတော့ရောင်းဝယ်ခြင်းနေဆိုရင်လာပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျနော်ရသွားတဲ့ဒီဖုန်းပေရသွားတဲ့ဆိုရင်လည်းကျော်ရဲ့ဒီ comment အောက်မှာပေါ့နော်screenshot လေးဖြစ်screen record လေးဖြစ်screenshot ဖြစ်အဲ့ဒါလေး screenshot ရိုက်ပြီးတော့ဒီတင်ပေးပါနော် comment ကဘာလို့လဲဆိုတော့နောက်လူတွေဝင်တဲ့အချိန်ကျရင်ဖုန်းပေရထည့်ပြီးသားယူစွတ်ထည့်နေကြမှာဆိုလို့ထည့်ပြီးသားယူဆက်လိုက်ထည့်နေကြမှာဆိုလို့အကြောင်းမလို့တော့ရပြီးသွားပြီဆိုရင်လည်းနည်းနည်းလေးအတိပေးပါနော်အဲ့ဆိုရင်ဒီနောက်လူတွေအလုံးမရှုပ်တော့ဘူးပေါ့ဒီနေ့ဒီနောက်မှဝေကြည့်တဲ့သူတွေကြတော့ဒီနေ့မရရင်လည်းနောက်နေ့ပေါ့နော်နောက်နေ့နေပါလဲနေ့တိုင်းတိုးပြီးတော့ဖောက်ပေးမှာပါနော်ပုံမှန်ဖောက်ပေးမဲ့အချိန်ကတော့မနက်ပိုင်း10:00 နာရီလောက်အဲ့ချိန်လောက်ဆို line နဲ့ကတော့အဲ့ချိန်လေးတင်ပေးမယ်နော်ဒီညဖက်ကြတော့ဒီအလုပ်ပြန်မနက်အလုပ်သွားညနေအလုပ်ပြန်တဲ့သူတွေကြာညဖက်တွေတင်ပေးချင်ပါတယ်ဒါပေမဲ့ညဖက်ကြတော့ကျွန်တော်ကနေမှာမလို့လေ line အရန်မကောင်းဘူး line အရန်မကောင်းတော့ဗီဒီယိုတစ်ပုတ်တင်အရန်ခက်တယ်အဲကြောင့်မလို့နေကင်းဖက်တင်မှာပါနော်နောက်ပိုင်းကျတော့ like ကောင်းရင်လည်းကျွန်တော်ညဖက်လေးတင်ပေးမှာအဲ့ဒါဆိုရင်ညဖက်ကြည့်ရတဲ့ငွေချင်းတွေပါရတာပေါ့နော်အားလုံးကျေးဇူးပါ